အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတကားကြတော့အိမ်သာသွားခြင်းလို့ရှင်ပြောရမယ်ထိုင်စကားများကိုလာမျှဝေပေးပါရခင်ဗျာပထမအဦးဆုံးအနေနဲ့ကြတော့အိမ်သာဘယ်နားမှာရှိလဲအကိုလို့မေးခြင်းလို့ရှိရင်ห้องน้ำอยู่ตรงไหนครับพี่ห้องน้ำอยู่ตรงไหนครับพี่အိမ်သာဘယ်နားမှာရှိလဲအကိုห้องน้ำอยู่ตรงไหนครับพี่အိမ်သာဘယ်နားမှာရှိလဲအကိုห้องน้ำကကြတော့အိမ်သာကိုပြောတာပါyouဆိုတာကနေတယ်ตรงไหนဆိုတာကဘယ်နားမှာလဲyou ตรงไหนဆိုတာကဘယ်နားမှာရှိလဲလို့ပြောတာပါห้องน้ำอยู่ตรงไหนครับพี่ဆိုတာကကြတော့အကိုလို့ပြောတာပါห้องน้ำอยู่ตรงไหนครับพี่အိမ်သာဘယ်နားမှာရှိလဲအကိုခင်ဗျာဒီမေးလို့ရှင်သူများကိုကူညီတောင်းလို့ရှင်တော့ cup လို့မျက်နှာထည့်ပြီးတော့ပြောပေးပါခင်ဗျာနောက်တစ်ခုအနေနဲ့ကြတော့အိမ်သားကိုဘယ်လမ်းကနေသွားရတာလဲအကိုလို့မေးချင်လို့ရှိရင်ห้องน้ำจะไปทางไหนครับพี่ห้องน้ำจะไปทางไหนครับพี่အိမ်သားကိုဘယ်လမ်းကနေသွားရတာလဲအကိုခင်ဗျာห้องน้ำจะไปทางไหนครับพี่အိမ်သားကိုဘယ်လမ်းကနေသွားရတာလဲအကိုခင်ဗျာห้องน้ำကကြတော့အိမ်သားจะไปဆိုတာကသွားသည်ทางไหนကကြတော့ဘယ်လမ်းကလဲจะไปทางไหนဆိုရင်တော့ဘယ်လမ်းကသွားလဲခင်ဗျာครับဆိုတာကခင်ဗျာพี่ဆိုတာကအကိုห้องน้ำจะไปทางไหนครับพี่အိမ်သားကိုဘယ်လမ်းကနေသွားရတာလဲအကိုခင်ဗျာသူများကိုကူညီတောင်းလို့ရှိရင်တော့ရင်ကြီးလေးနဲ့ครับထည့်ပြီးတော့ပြောပေးပါခင်ဗျာห้องน้ำจะไปทางไหนครับพี่အိမ်သားကိုဘယ်လမ်းကနေသွားရတာလဲခင်ဗျာနောက်တစ်ခုကကြတော့ဒီဘက်လမ်းကနေသွားလိုက်ညီလေလို့ပြောချင်လို့ရှိရင်ไปทางนี้เลยน้องไปทางนี้เลยน้องဒီဘက်လမ်းကနေသွားလိုက်ညီလေไปဆိုတာကသွားတယ်ทางนี้ဆိုတာကဒီဘက်လမ်းကနေน้องကကြတော့ညီလေးကိုပြောတာပါน้องညီလေးไปทางนี้เลยน้องဒီဘက်လမ်းကနေသွားလိုက်ညီလေไปทางนี้เลยน้องဒီဘက်လမ်းကနေသွားလိုက်ညီလေไปทางนี้เลยน้องဒီဘက်လမ်းကနေသွားလိုက်ညီလေနောက်တစ်ခုကကြတော့တဲ့သွားလိုက်အလန်းဆုံးသွားလိုက်အိမ်သားကိုရောက်သွားလိုက်မယ်လို့ပြောကြည့်လို့ရှိရင်ตรงไปสุดทางเลยจะถึงห้องน้ำตรงไปสุดทางเลยจะถึงห้องน้ำတဲ့သွားလိုက်အဆုံးသွားလိုက်အိမ်သားကိုရောက်သွားလိုက်မယ်ตรงไปကကြတော့တဲ့သွားတာကိုပြောတာပါตรงไปတဲ့သွားလိုက်ဒီတိုင်းဆိုလို့ရှင်တော့ตรงไปလို့ဆိုပါတယ်ဒါပေမဲ့အပြင်မှာဆိုရင်တော့ตรงไปလို့ပြောပါတယ်ตรงไปတဲ့သွားလိုက်สุดทางဆိုတာကကြတော့လမ်းအဆုံးสุดทางလမ်းအဆုံးสุดทางလမ်းအဆုံးถึงကကြတော့ရောက်တာကိုပြောတာပါห้องน้ำဆိုတာကအိမ်သာห้องน้ำဆိုတာကအိမ်သာတကြောင်လုံးဆိုရင်တော့ตรงไปสุดทางเลยจะถึงห้องน้ำตรงไปสุดทางเลยจะถึงห้องน้ำတဲ့သွားလိုက်လမ်းအဆုံးအောင်သွားလိုက်ဒီအိမ်သားကိုရောက်သွားလိုက်မယ်နောက်တစ်ခုကကြတော့ကျွန်တော်သိပေါက်သွားမလို့ပါခင်ဗျာလို့ပြောချင်လို့ရှင်ผมจะไปเยี่ยวผมจะไปเยี่ยวဒါမှမဟုတ်ผมจะไปฉี่ผมจะไปฉี่ครับကျွန်တော်သိသွားပေါက်မလို့ပါခင်ဗျာသိပေါက်တာကိုနှစ်မျိုးပြောလို့ရပါတယ်ထဲလို့နဲ့ကြတော့เยี่ยวဒါမှမဟုတ်ฉี่เยี่ยวအဲ့ဒီဟာကလည်းသိပေါက်တယ်ခြီကလည်းသိပေါက်တာပဲခင်ဗျာခြီကလည်းသိပေါက်တာကိုပြောတာပါခင်ဗျာผมจะไปเยี่ยวครับကျွန်တော်သိသွားပေါက်မလို့ပါခင်ဗျာผมจะไปฉี่ครับကျွန်တော်သိသွားပေါက်မလို့ပါခင်ဗျာနောက်တစ်ခုကကြတော့ကျွန်တော်ခြီသွားပေါက်မလို့ပါသို့မဟုတ်
မစင်သွားပါမလို့ပါလို့ပြောချင်လို့ရှိရင်ผมจะไปขี้ครับကျွန်တော်ချီသွားပေါင်းမလို့ပါဒါမှမဟုတ်ရင်ရင်ကြီးကြီးနဲ့ပြောချင်လို့ရှိရင်တော့ผมจะไปอุจจาระครับจะไปอุจจาระครับဒီတိုင်းစာထဲမှာဆိုရင်တော့ဥကြရလို့ပြောပါတယ်ဒါပေမဲ့အပြင်မှာပြောလို့ရှိရင်တော့ဥကြလလို့ပြောပါတယ်ဥကြလဆိုတာကမစင်ကိုပြောတာပါနောက်တစ်မျိုးခီးလို့လည်းပြောပါတယ်ခီးဆိုတာကကြတော့ချီသွားပေါင်းမလို့ပါချီကိုပြောတာပါဒါကြောင့်လို့ဆိုရင်တော့ผมจะไปขี้ครับကျွန်တော်ချီသွားပေါင်းမလို့ပါผมจะไปอุจจาระครับကျွန်တော်မစင်သွားပါမလို့ပါသွေးပေါက်ချင်နေတယ်စီးအောက်နေရလို့ပြောချင်လို့ရှိရင်တော့ปวดเยี่ยวဒါမှမဟုတ်ปวดฉี่ปวดเยี่ยวသွေးပေါက်ချင်တယ်ဥပမာသွေးပေါက်ချင်လာတယ်ဒီစီးအောက်လာတယ်အဲ့ဒီဟာကိုပြောချင်လို့ရှိရင်တော့ปวดเยี่ยวဒါမှမဟုတ်ปวดฉี่သွေးပေါက်ချင်တယ်ဒါမှမဟုတ်စီးအောက်တယ်ပေါ့ခင်ဗျာปวดเยี่ยวဒါမှမဟုတ်ปวดฉี่သွေးပေါက်ချင်တယ်ဒါမှမဟုတ်စီးအောက်တယ်ဥပမာသွေးပေါက်ချင်တာလဲဒီသွေးပေါက်ချင်လာတယ်စီးအောက်လာတယ်အဲ့ဒီဟာကိုပြောချင်လို့ရှိရင်ဒီปวดเยี่ยวဒါမှမဟုတ်ปวดฉี่လို့ပြောရတယ်သွေးပေါက်ချင်တယ်ဒါမှမဟုတ်စီးအောက်တယ်လို့ပြောတာပါကျေးဇူးတင်ပါတယ်ခင်ဗျာအကိုလို့ပြောချင်ရင်တော့ขอบคุณครับพี่ขอบคุณครับพี่ကျေးဇူးတင်ပါတယ်ခင်ဗျာအကိုขอบคุณကကြတော့ကျေးဇူးတင်ပါတယ်ขอบคุณครับพี่ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအကိုကျေးဇူးသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာထိုင်စကားနဲ့ပတ်သက်လို့သိချင်တာရှိလို့ရှိရင်လည်း comment အောက်မှာရေးထားခဲ့ပေးလို့ရပါတယ်ခင်ဗျာကျွန်တော်အားလို့ရှိရင်ပြန်ပြီးတော့ comment မှာပြန်ဖြည့်ပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ